အားလုံးပဲမင်္ဂလာပါကျွန်တော်တော့အစားအသောက်နဲ့ဟားဆိုင်ရာထူးပြူဒေါက်တာရဲရင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့ခုနောက်ပိုင်းမှာတော်တော်လေးခက်စားလာတယ်ဒီ apple cider vinegar ပန်းသီးရှာလကိုင်နဲ့ပတ်သက်ပြီးတော့မှကျန်းမာရေးကောင်းကျိုးတွေဘာတွေရှိမလဲပြီးတော့မှသူ့ကိုတောက်မယ်ဆိုလို့ရှိရင်ဘယ်လိုအချက်တွေကိုသတိထားပြီးတော့မှတောက်သုံးသင့်နေဆိုတဲ့အကြောင်းအရာတွေကိုနည်းငယ်ဝေမျှသွားမှာဖြစ်ပါတယ်ဟုတ်ပြီပေါ့နော်ကျွန်တော်တို့လာဒီ apple cider vinegar ပန်းသီးရှာလကိုင်မှာအဓိကပါဝင်တာအကြောင်းပါလဲဆိုတော့ဒီ acetic acid ဖြစ်တယ်ပေါ့နော်အဓိကအဖြစ်တော့သူ့မှာဒီ acid တက်ပါဝင်တာဖြစ်ပြီးတော့တခြားသောဒီ vitamin နဲ့သတ္တုတက်တွေပါဝင်တာတော့တိတ်ပြီးတော့မတွေ့ရဘူးပေါ့နော်ဒါပေမဲ့တချို့သောဒီ brand တွေပေါ့နော်တချို့သောထုတ်တဲ့ဟာတွေကကြတော့ကျွန်တော်ဒီ amino acid နဲ့ဒီခြားသောဒီဓာတ်တိုးဆန့်ကျင်တဲ့ပစ္စည်းပေါ့နော် antioxidant တွေကိုထပ်တိုးပြီးတော့မှထည့်ထားရမျိုးလို့ရှိပါတယ်ဒါကကြောင့်သူထုတ်တဲ့ဒီ brand ပေါ်မူတည်ပြီးတော့မှအကွာခြားမှုတွေရှိနိုင်ပါတယ်အဲ့တော့သူကဒီ acetic acid ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ bacteria ကိုသေစေနိုင်တဲ့စွမ်းကုန်သက်တွေရှိပါတယ်အဲ့ဒီကြောင့်ကိုကလာဒီလက်တို့ခြေတို့မှာဒီပိုးဝင်လို့ပဲဖြစ်စေပေါ့နော်ပြီးတော့မှကျွန်တော်တို့ဒီကြွက်နို့တွေပါဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ apple cider vinegar လေးသုံးပေးလို့ရပါတယ်အဲ့ပြုံမှာကျွန်တော်တို့လာဒီ bacteria ကိုသေစေနိုင်တာဖြစ်တဲ့အတွက်အရင်တည်းကလည်းပေါ့နော်ကျွန်တော်တို့ဒီပန်းသီးရှာလကာရည်တွေကိုအသားတွေကိုတင်းဆဲနေရမှာသုံးပါတယ်အဲ့တော့ကိုကလာအသားတွေကိုတေချာဆေးပြီးတော့မှဒါရှင်ကောင်တင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးဒီပန်းသီးရှာလကာရည်လေးကိုအသုံးပြုပေးလို့ရပါတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ဒီစီးချိုယောဂါကိုထိန်းညှိပေးတယ်ဆိုတဲ့အချက်ပေါ့နော်သူကဘာလို့တာလဲဆိုတော့ကျွန်တော်တို့ဒီပန်းသီးရှာလကာရည်တောက်ပေးခြင်းအပြင်ကျွန်တော်တို့ဒီခန္ဓာကိုယ်တွေက insulin sensitivity ကိုပြန်ပြီးတော့မှကောင်းမွန်စေပြီးတော့မှဒီစီးချိုကိုထိန်းညှိပေးတယ်ဆိုတဲ့အချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကကြတော့ကျွန်တော်တို့ဒီ research တွေတော့ထပ်ပြီးတော့မှလုပ်ဖို့လိုအပ်နေသေးတာဖြစ်ပါတယ်insulin ဆိုတာကကြတော့ကျွန်တော်တို့ဒီစားလိုက်တဲ့အစာထဲမှာပါလာတဲ့ဒီတကြားဓာတ်တွေကိုပေါ့နော်ဒီသွေးတွေကနေမှ cell ထဲကိုရောက်သွားအောင်ကူညီပေးတဲ့ဟာလေးပေါ့နော်အဲ့တော့အဲ့ဟာကိုပို့ပြီးတော့မှကောင်းမွန်စေအောင်ဒီပန်းသီးရှာလကာရည်လှုပ်ဆောင်ပေးရဆိုတာကိုကျွန်တော်တို့သွားတွေ့ထားဖြစ်ပါတယ်အဲ့ကိုကလာစီးချိုယောဂါရှိလို့ရှိရင်ဒီပန်းသီးရှာလကာရည်လည်းတောက်မယ်ပြီးတော့မှတခြားသောကိုပုံမှန်တောက်နေကြစီးချိုဆေးတွေကိုရက်လိုက်တာမျိုးမဟုတ်ဘဲနဲ့အဲ့စီလည်းဆက်တောက်မယ်အစားတောက်ကိုလည်းစနစ်ကျအစားဖို့တော့အကြံပြုချင်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ပန်းသီးရှာလကာရည်တောက်ပြီးတော့မှအစားကိုလည်းတေချာမထိမ့်မဲနဲ့ကိုဆေးတွေကိုလည်းဖြတ်လိုက်တယ်ဆိုလို့ရှိရင်ခါကြတော့ဒီစီးချိုထိန်းတဲ့ခါမှာအနှောက်အယှက်တစ်ခုဖြစ်သွားနိုင်ပါတယ်နောက်တစ်ခုကကြာပါလဲဆိုတော့ဒီ weight ကျစေတယ်ဆိုတဲ့အချက်ပေါ့နော်အဲ့တော့ဒီပန်းသီးရှာလကာရည်တောက်ခြင်းအပြင်လည်းဒီလိုမျိုး weight ကျတယ်ဆိုတဲ့ဟာကျွန်တော်အခုနောက်ပိုင်းမှာအရန်ခက်စားလာအဓိကအဖြစ်တော့သူကဘာလုပ်ပေးရလဲဆိုလို့ရှိရင်ဒီပန်းသီးရှာလကာရည်ဒီတောက်ပေးခြင်းအပြင်ကျွန်တော်တို့ရဲ့အစာစားခြင်းတဲ့စိတ်ကိုထိန်းပေးတာပေါ့နော်အဲ့တော့ကိုကလာ weight ကျခြင်းနဲ့ဆိုပြီးတော့မှပန်းသီးရှာလကာရည်တောက်တယ်ဒါပေမဲ့လည်းပဲအစားတောက်ကိုမရှောင်ဘဲနဲ့အများကြီးစားရဆိုလို့ရှိရင်တော့ weight ကျဖို့အတွက်တော့ခက်ခဲနိုင်ပါတယ်အဲ့တော့ weight ကျခြင်းနဲ့ဆိုလို့ရှိရင်ခါကြတော့ကျွန်တော်တို့အစားတောက်ကိုစနစ်ကျစားမယ်လေ့ကျင့်ခန်းကိုလည်းလုပ်မယ်ပြီးတော့မှကျွန်တော်တို့ကိုကမကြာခဏဘိုက်စားတတ်တယ်အစားကိုမကြာခဏစားတယ်လို့ဆိုလို့ရှိရင်တော့ပန်းသီးရှာလကာရည်တောက်ပေးလို့ရှိရင်ဒီအစားစားခြင်းတဲ့စိတ်ကိုလည်းထိန်းပေးပြီးတော့မှဝိတ်ချရနေမှာအထောက်အကူပြုမှာဖြစ်ပါတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့နှလုံးကျန်းမာရေးကိုကောင်းမွန်စေတယ်ဆိုတဲ့အချက်ပေါ့နော်ဒါဘာလဲဆိုတော့ဒီအဓိကဖြစ်တော့သူက trade ဆန်တွေမှာပဲလောက်ထားတဲ့သူတည်တနာပဲရှိသေးတယ်ပေါ့နော်သူကဘာလုပ်ပြီးလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့သူတည်တနာတွေက trade ဆန်တွေမှာစမ်းထားတာဘာတွေ့လဲဆိုတော့သူတို့ရဲ့နှလုံးမှာပေါ့နော်ဘာလဲဆိုတော့ဒီသွေးတွင်းတွေကအဆီဓာတ်ကိုရှော့ချပြီးတော့မှ triglyceride ကိုလည်းနည်းစေတဲ့အတွက်ဒီနှလုံးကျန်းမာရေးကိုကောင်းမွန်စေတယ်ဆိုတဲ့အချက်ပေါ့နော်အဲ့ဒါကကြောင့်ကျွန်တော်တို့ trade ဆန်တွေမှာပဲစမ်းထားအဆင့်ဖြစ်ပြီးတော့လူတွေမှာတော့ထပ်ဆန်းဖို့တော့လိုအပ်နေသေးတာဖြစ်ပါတယ်အဲ့ပြုံမှာသူကဒီပန်းသီးရှာလကာရည်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီအရေးပြားကျန်းမာရေးကိုလည်းကောင်းမွန်စေဖြစ်ပါတယ်ခုနအပေါ်မှာပြောခဲ့လို့ပဲကိုအရေးပြားမှာဟလာမှုတစ်ခုတက်တာပိုးတစ်ခုဝင်တာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပန်းသီးရှာလကာရည်လေးလိမ့်ပြီးလို့ရပါတယ်အဲ့တော့ကိုကဟလာပန်းသီးရှာလကာရည်ကိုသူများပြောလို့ပဲဖြစ်ဖြစ်ကိုစပြီးတော့မှစမ်းတောက်ချင်လို့ပဲဖြစ်ဖြစ်တောက်မယ်ဆိုလို့ရှိရင်ခါကြတော့လက်ဖက်စားနှစ်စွန်းပေါ့နော်လက်ဖက်စားနှစ်စွန်းကိုဒီရေတစ်ခွက်ပေါ့နော်အကြမ်းများပြပြောလို့ရှိရင်တော့8အောင်စားလောက်ရောပြီးတော့မှတစ်ခါလေးတောက်ဖို့အတွက်အကြံပြုချင်ပါတယ်ဒါပေမဲ့ပေါ့နော်ကိုကဒီလိုမျိုးဒီကို့မှာတခြားသောအစာအိမ်ယောဂအခန်းတစ်ခုခုရှိရဆိုရင်ခါကြတော့အရင်ဆုံးတောက်တော့မဟုတ်ပဲနဲ့ဆရာအောင်ကြောင်းနဲ့အရင်ဆုံးတိုင်ပင်ပြီးတော့မှဒီတောက်တဲ့မတောက်တဲ့ကိုဒီဆွေးနွေးမှုရယူပြီးတော့အကြံပြုချင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဝေမျှသွားတဲ့အကြောင်းအလေးကအမိနဲ့အမိချစ်ခံရတဲ့အကျိုးရှိမယ်ဆိုရင်ပြန်လည်ပြီးတော့မှမျှဝေပေးဖို့အတွက်ကိုလည်းတိုက်တွန်းချင်ပါတယ်မမေ့ပါနဲ့တင်ကိုယ်တိုင်ကတင်အတွက်အကောင်းဆုံးဆရာအောင်ပါအရောက်စီတိုင်းစရုပ်ကိုကြားမှာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ